Grade 5 ပထမနှစ်ဝက်စစ်ဆေးခြင်းအတွက်နမူနာမေးခွန်းလေးဖြစ်ပါတယ် Instructions write all answers in the space provided on this paper ဒီစာရွက်ပေါ်မှာပေးထားတဲ့နေရာလို့တွေမှာပဲအဖြေအလုံးကိုရေးပါ Session A listening ပိုင်းဖြစ်ပါတယ် 1. Listen carefully to the teacher and write true or false ဆရာမပြောတာသေချာနားထောင်ပြီး true သို့မဟုတ် false ရေးပါ Example 1. Doctor ဆရာမက doctor လို့ခေါ်တယ်စာရွက်ပေါ်မှာက dentist မတူဘူးဆိုရင်မှားတယ်အဲ့ဒါဆိုရင်အဖြေနေရာမှာ FALSE false လို့ရေးမယ် false ကဒီပေါ်မှာပေးထားတဲ့အတိုင်း F အကြီး ALSE ကတော့အသေးဒီပုံစံတိုင်းပဲရေးရမယ် 1. Canteen 2. Bedroom 3. Weather 4. Pavement 5. Bakery Number 1က canteen လို့ခေါ်တယ်ရေးထားတာလည်း canteen ပဲဆိုတော့ true bedroom က bedroom အိတ်ခန်းလို့ခေါ်လိုက်တာနော်ရေးထားတာ bathroom ဆိုတော့ false Number 3က weather လို့ခေါ်လိုက်တယ်ရေးထားတာက winter ဆိုတော့ false Number 4က pavement လို့ရေးတယ် pavement လို့ခေါ်တယ် true bakery လို့ရေးထားတယ် bakery လို့ခေါ်တယ် true Session B reading Read the following dialogue and fill in the blanks with the suitable words given in the box အောက်ဖော်ပြပါ dialogue ကိုဖတ်ပြီး box ထဲမှာပေးထားတဲ့သင်တော်တဲ့စကားလုံးတွေနဲ့ကွက်လက်တွေကိုဖြည့်ပါပြီးရင်ဒီနေရာလေးတွေပေါ့နော် number 1ဆိုကွက်လက်ပေးထားအဲ့ထဲမှာအဖြေကိုထည့် number 2ဆိုလည်းဒီထဲကနေရွေးပြီးတော့ဖြေကိုထည့်နောက်တစ်ပုဒ် number B 2ရဲ့ B က read the passage and answer the questions စာပိုင်းဖတ်ပြီးမေးခွန်းများကိုဖြေပါ school cleaning day ကိုပေးထားတယ်နော်ဒီစာပိုင်းလေးကိုပေးထားတယ်ဒါကိုဖတ်ပြီးသွားရင် number 1မေးခွန်းက what is the school cleaning day school cleaning day ကဘယ်အချိန်လဲအချိန်ကိုမေးတယ်နော်ပြီးတော့မှဒီချက်အဖြေတတ်ရေးပေးမယ်နော် Number 2 What do students do on school cleaning day? School cleaning day မှာကျောင်းသားကျောင်းသူတွေကဘာလုပ်ကြသလဲ Number 3 What do they plant in the small garden? ဥယျာဉ်ငယ်လေးထဲမှာသူတို့တွေကဘာတွေကိုစိုက်ပျိုးကြသလဲ Number 4 What do they plant behind the playground? ကစားကွင်းရဲ့နောက်မှာသူတို့တွေကဘာတွေကိုစိုက်ပျိုးကြသလဲ Number 5 What fruit trees and vegetables will they plant this year? ဒီနှစ်မှာသူတို့တွေကဘယ်သီးပင်စားပင်တွေဘယ်ဟင်းသီးဟင်းရွက်ပင်တွေကိုစိုက်ပျိုးကြလိမ့်မလဲ Session C writing 3A fill in the blanks with a suitable word တင်တော်သောစကားလုံးတစ်လုံးနဲ့ကွက်လက်များကိုဖြည့်ပါဒါလေးက word form ဖြစ်တယ်နော်ဒီသူ့ရဲ့သက်ဆိုင်ရာအပုပ်အလိုက်အဖြေလေးတွေကိုဒီဘက်ချမ်းမှာရေးပေးရမယ် 3B make the mind map of 5 school rules 5 school rules ရဲ့ mind map လေးကိုပြုလုပ်ပါဒီမှာ5 school rules ပေးထားတယ်ဒီဘောင်ထဲမှာပဲเนาะဒီကွက်ထဲမှာပဲဝင်အောင်5 school rules ကို mind map လေးဆွဲပေးရမယ်နော်3C write a paragraph about your daily routine using the following points အောက်ဖော်ပြပါအချက်များကိုအသုံးပြုပြီးတော့သင်ဤနေ့စဉ်ဝတ္တရားများအကြောင်းနေ့စဉ်လုပ်ငန်းဆောင်တာများအကြောင်းကိုစာပိုက်တစ်ပိုက်ရေးပါဘယ်အချက်တွေကိုသုံးရမလဲဆိုတော့ when do you usually get up သင်များသောအားဖြင့်ဘယ်အချိန်မှာအိပ်ရာထပါသလဲကိုသုံးမယ်နောက်တစ်ချက်က when do you usually have your breakfast အများအားဖြင့်သင်ဤမနက်စာကိုသင်ဘယ်အချိန်မှာစားပါသလဲဒါကိုသုံးမယ် when do you usually leave for school သင်ကျောင်းသွားဖို့ဘယ်အချိန်ထွက်လဲသုံးမယ်နောက်တစ်ခုHow do you help your parents? မိဘတွေကိုဘယ်လိုကူညီလဲပြီးရင် when do you usually go to bed ဘယ်အချိန်အိပ်ရာဝင်လဲနော် daily routine လေးကိုဒီထဲမှာပဲရေးမယ် Session D speaking ကဘယ်အကြောင်းပြောရမလဲဆို Number 4 present about your dream school My dream school ဆိုပြီးတော့ကလေးတို့က presentation ပြန်လုပ်ပေးရမှာဖြစ်တယ်နော်